ခါကျတော့တော့ကအမီးလေးထည့်ဖို့တော့အမီးလေးပြန်ထိုးပြမယ်နော်အမီးလေးဆိုရင်ဒါလည်း measuring နဲ့ပဲစမယ်နော် measuring နဲ့ပဲစမယ် measuring ကိုတိုင်တိုး8တိုင်နဲ့သွားမယ်နော်တိုင်တိုး8တိုင်နဲ့သွားမယ်တဲ့ပြီးတော့ပြီဆယ်မယ်နော်ကျွေးလေးဆယ်မယ်ဒီမှာချိန်နေပါပဲပြန်လာချိန်မယ်နော်ပြီးရင်ဒါ round 1ပြည့်သွားပြီเนาะတိုင်တိုး8တိုင်ထုတ်ပြီးသွားပြီအဲဆိုရင် round 2ကိုလည်းတိုင်တိုး8တိုင်ပဲတိုင်ပွားတာဘာညာဘာမှမရှိဘူးเนาะတိုင်တိုး8တိုင်နဲ့ပဲဆက်သွားမယ်เนาะဆိုတော့ထပ်ထိုးမယ်เนาะဒီသူပထမဆုံးဒီချက်ကောလောက်ထားတဲ့နေရာပါပဲထပ်ထိုးမယ်ဘာမှအတိုင်ပွားတာဘာညာမရှိဘူးเนาะတိုင်ပွားဘာညာဘာမှမရှိဘူးတဲ့နဲ့တော့လေးဟာရှော့ဆိုရင်ရှိပြီးလို့ရှိရင် slip stick လေးနဲ့ပြန်ချိန်မယ်နော်ပထမဆုံးချိန်ထားရအောင် slip stick နဲ့ပြန်တော့ချိန်မယ်အဲဆိုရင် round 2ပြီးသွားပြီ round 2ပြီးသွားပြီဆိုတော့ round 3ပြန်စမယ်နော် round 3ပြန်စမယ် round 3ကဒါလည်း chain 1နဲ့ပြန်စမယ်နော် chain 1နဲ့စမယ် round 3ကျတော့တိုင်လေးနဲ့ပြန်ချုပ်မယ်နော် round 3ကတိုင်တပေါက်တစ်ချက်စီနဲ့တိုင်တိုးတစ်ခုထပ်ထိုးရမယ်နော်နဲ့အပြီးရင်ပြီးတိုင်ပြန်လျှော့မယ်နော်တိုင်ပြန်လျှော့မယ်ဒါဆိုရင်ထိုးပြီးသွားရင်နော်တိုင်ရှင်တစ်ခုလျှော့လိုက်တယ်နော်ပြီးရင်နောက်တစ်ခေါက်တပေါက်တစ်ချက်စီနဲ့တိုင်တိုးနှစ်ခုပြန်ထိုးမယ်ပြီးရင်တိုင်ပြန်လျှော့မယ်နော်အဲဆိုရင်ဒီမှာအောက်မှာထိုးခဲ့စုပေါင်းတိုင်တိုး8တိုင်တိုး8တိုင်ကိုတိုင်တိုးနဲ့တိုင်ထိုးတယ်ပြီးရင်တိုင်ရောတစ်ခါပြန်ထိုးရဲဆိုရင်ဒါဆို8တိုင်ပြည့်သွားပြီနော်ဆိုရင်စုပေါင်း6တိုင်ပဲဖြစ်သွားမယ်နော်အဲဆိုရင်ပထမဆုံးကိုထွက်ဝါထိုးခဲ့တဲ့နေရာမှာပဲ slip stick နဲ့ပြန်တော့ချိန်မယ်နော်လေးဖြစ်သွားမယ်နော်ဆိုရင်အမီးလေးရသွားပါပြီအမီးလေးရသွားပြီဆိုတော့ဒါကဖူးဖူးရဲ့အမီးလေးပေါ့နော်ဒီခြေလေးကိုဖြတ်ပြီးမှခြေပြန်ဖြောင်းလိုက်နော်ခြေပြန်ဖြောင်းမယ်နော်အမီးလေးနှစ်ခုရသွားပြီနော်ဒါကထူးထူးအတွက်ဒါကဖူးဖူးအတွက်နှစ်ခုရသွားပြီနော်ဒီနှစ်ခုရသွားပြီဆိုရင်ကိုလက်ထိုးနည်းလေးပြန်ထိုးပြမယ်နော်လက်ထိုးနည်းလေးဒါကဘူးဘူးအတွက်လက်လေးထိုးပြပါမယ်နော်တူတူတော့ကဒီလိုလေးရပြီနော်
လက်လေးကဒီလိုထိုးမယ်နော်ဒီလိုလေးထိုးမယ်နော်ဒီကလေကျိုးရှိမထားတော့မမြင်ရလေဘာလို့ဆိုဒီနောက်မှာကျိုးသေးလေးဒီကျိုးရှိအကြီးမျိုးမသုံးဘဲနဲ့ကျိုးအသေးမျိုးနဲ့လည်းသုံးလို့ရတယ်ဆိုတော့လေပြပေးချင်လို့နော်ဒါလေးကိုအဆင်ပြေတယ်လို့သိတယ်နော်ဒါလေးကိုလက်လေးအရင်ထိုးပြပါမယ်နော်လက်ထိုးတာလည်းသူက Measuring နဲ့ပဲထိုးမယ်နော် Measuring နဲ့ပဲထိုးမယ် Measuring 6ခုနဲ့ရင်စမယ်နော် Measuring 6ခုနဲ့ရင်စမယ်ဆိုရင်တိုင်တိုး6တိုင်ထိုးပြီးသွားပြီနော်ထိုးပြီးသွားပြီဆိုရင်ဒီကျိုးလေးဆွဲလိုက်မယ်ကျိုးလေးဆွဲပြီးသွားလို့ရှိရင်ပထမထိုးခဲ့ရနေရာမှာပဲ slip stitch နဲ့ shackle လေးနဲ့ပြန်တော့ချိန်မယ်နော်ဒီနာနော်ဒီနာပဲဆိုရင်slip stitch နဲ့တော့ချိန်မယ် slip stitch နဲ့ချိန်ပြီးသွားလို့ရှိရင်ဒါ round 1ပြီးသွားရနော် round 1ပြီးသွားပြီဆိုရင် round 2က1ဒီတိုင်တိုင်ထိုးမယ်ပြင်တိုင်ပွားထိုးမယ်တိုင်ထိုးမယ်တိုင်ပွားထိုးမယ်အဲ့လိုလေး3ခုထိုးလာမယ်နော်အဲ့ဆိုရင်စုစုပေါင်းတိုင်ကဒီမှာ9ခုဖြစ်သွားမယ်နော်အဲ့ဆိုရင်တိုင်ထိုးမယ်ဒါဆိုရင်တိုင်ပွားတွေထိုးပြီးသွားရနော်နောက်တစ်တိုင်မှာဆိုရင်တိုင်တိုးလေးတစ်တိုင်ပြန်ထိုးမယ်နော်တိုင်တိုးလေးထိုးမယ်ပြီးလို့ရှိရင်တိုင်ပွားလေးဆက်ထိုးမယ်နော်တိုင်ပွားလေးဆက်ထိုးမယ်ဒါဆိုရင်2ခုပြီးသွားပြီနောက်3ခုမြောက်ကတိုင်တိုင်ဆက်ထိုးမယ်ပြီးလို့ရှိရင်တိုင်ပွားလေးပြန်ထိုးမယ်နော်တိုင်ပွားလေးပြန်ထိုးမယ်အဲဆိုရင်ပြီးတော့3ခုပြီးသွားပြီဆိုရင်ပထမအဆုံးကိုချိတ်ခဲ့တဲ့နေရာမှာပဲပြန်တော့ချိန်မယ်နော်အဲဆိုစုစုပေါင်းတိုင်တိုးဒီမှာ9ခုဖြစ်သွားမယ်နော်အဲ slip stitch နဲ့ပြန်တော့ချိန်မယ်နော်ဒီနေရာလေးတိုင်အခုဆိုရင်တိုင်တိုး9ခုဖြစ်သွားပြီတိုင်တိုး9ခုဖြစ်သွားပြီဆိုရင်ဒီဒါက round 2ပြီးသွားပြီ round 6ကနေ round 3ကနေ round 6အထိပေါ့နော်ဒီတိုင်တိုး9တိုင်နဲ့ပဲဆက်ပြီးတက်သွားပါမယ်နော်အဲဆိုရင်4 round ဖြစ်သွားမယ်နော်ဒီမှာတက်မှာက3 4 5 6ထိတက်သွားမယ်နော်တိုင်တိုးဒီ round ပေါ့နော် round တိုင်တိုး9ခုနဲ့ round 60ထိုးပြီးပါပြီနော်ထိုးပြီးပါပြီဆိုရင် slip stitch လေးနဲ့ပြန်ချိန်မယ် slip stitch လေးနဲ့ပြန်ချိန်မယ်ချိန်ပါလို့ရှိရင်ဒီ round 7ကိုတိုင်တိုးတစ်တိုင်ထိုးမယ်ပြီးရင်တိုင်ရောတစ်တိုင်ထိုးမယ်နော်အဲဆိုရင် chain 1နဲ့စမယ်နော် chain 1ထိုးပြီးလို့ရှိရင်တိုင်တိုးတစ်တိုင်ထိုးမယ်ပြီးလို့ရှိရင်တိုင်ရောတစ်တိုင်ထိုးမယ်အဲဆိုစုစုပေါင်းဒီမှာကတိုင်တိုး6တိုင်ပဲကျန်မယ်နော်ဒီအထဲမှာလေဒီဆီလီကွန်မို့လေးနည်းနည်းလေးလိုက်ထည့်ပေးလိုက်နော်တောင်းလေးဖြစ်သွားလို့ကန်လို့ရှိရင်တင်းတင်းလေးနဲ့ကန်လို့ကောင်းနည်းနည်းလေးထည့်ပေးလိုက်နော်ဒီမှာလေးထည့်ထားလို့ဒီလိုထည့်ထားနော်လက်တမထည့်ထားတယ်ဖက်စလုံးထည့်ထားနော်
ဒါလေးကိုခြေဖြတ်ပြီးတော့တို့နေရာနဲ့တူဆင်ပြေအောင်ခြုံတယ်နော်ဆိုရင်ခြေလေးတို့တက်လိုက်ပြီ